မင်္ဂလာပါရှင်စာပေချစ်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတို့နှင့်ပြည့်စုံပါစေလို့ SSW Reader Channel မှဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်ယခုဖတ်ပြပေးမယ့်စာအုပ်ကလေးကတော့စာရေးသူမောင်မြင့်ကျွဲဤတစေဝတ္ထုတိုလေးများပဲဖြစ်ပါတယ်ရှင်ဤစာအုပ်ကိုနားဆင်စေလိုရန်ဖတ်ပြရခြင်းဖြစ်ပါသည်စာအုပ်ကောင်းများကိုပုံမှန်တင်ဆက်ပေးမှာဖြစ်လို့နားဆင်နိုင်ရန် channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့နော်ဇက်တူသားကြာတာပရင်းနေမွန်းလွဲ2နာရီတွင်မစ်ချယ်တယောက်ဘီယေနာစားတောက်ဆိုင်တဲသို့ဝင်လာချိန်၌လူရှင်းနေသည်ကိုတွေ့လိုက်ရသည်ထူးဆန်းသည့်ကိစ္စတော့မဟုတ်ပါမစ်ချယ်သည်လွန်ခဲ့သော2လကဤစားတောက်ဆိုင်ကိုစတင်တွေ့ရှိခဲ့သည်ထိုကာလအတွင်းသူသည်သတင်းတစ်ပတ်လျင်2ကြိမ်ခန့်လာရောက်လေရှိရာထိုအတော်တွင်ထိုဆိုင်သို့လာရောက်စားသူ10ယောက်12ယောက်ခန့်ကိုသာတွေ့ဆုံဘူးသည်တိတ်ခမ်းနားသည့်ဆိုင်တော့မဟုတ်ပါလမ်းမြောင်ကလေးတစ်ခု၏ထိပ်၌ဖွင့်ထားသောခက်ချာချာဆိုင်ကလေးဖြစ်သည်စီးပွားရေးကျဆင်းနေသောရက်ကွက်၌တည်ရှိသည်မစ်ချယ်ကိုတိုင်ကမူငွေဝေလံဖြောက်နေသူတဦးဖြစ်သည်သူသည်စီးရဲသားရက်ကွက်၌မွေးဖွားခဲ့သူဖြစ်တော်လဲယခုသူသည်အဆက်အသွယ်ကောင်းများနှင့်စုံတွေ့နေရသည့်အတွက်ဘဝ၏အတက်ခရီးလမ်းတွင်ရှိနေသူဖြစ်သည်သူသည်ရခင်ကချက်အရက်ကိုတောက်၍ညစ်ပတ်ပေးရနေသောစားတောက်ဆိုင်များတွင်ကျင်လည်ခဲ့ရတော့လဲယခုမူရှမ်ပိန်ကိုတောက်၍ခမ်းနားလာသောစားတောက်ဆိုင်ကြီးများတွင်စားတောက်နိုင်ခဲ့လေပြီတို့ရာတွင်ဘီယေနာစားတောက်ဆိုင်သို့လာရောက်ရသည့်အတွက်အရသာတစ်မျိုးကိုခန်းစားရကြောင်းသူဝန်ခံလိုပါသည်အကြောင်းပြချက်တစ်ခုမှာအစားအသောက်များကောင်းမွန်ပြီးအကုန်အကျနေခြင်းပင်ဖြစ်ပေသည်နောက်တစ်ချက်ကလည်းစိုင်ပိုင်ရှင် gift house နှင့်စကားပြောရသည်မှာပျော်စရာကောင်းသည် gift house သည်ကျမ်းမာရေးမကောင်းသောအဖိုးအိုကြီးတစ်ယောက်ဖြစ်သည်သူစကားတန်ကဝဲတလူမစ်ချယ်ကဗန်းစကားများနှင့်ပြောဆိုသည့်အခါတိုင်းတလွဲကိုသာအတိတ်ပဲကောက်လေရှိသောကြောင့်ရည်နေရသူဖြစ်သည်သူသည်လွန်ခဲ့သောအနှစ်30ကဩစတြေးလျသို့မဟုတ်ထိုကဲ့သို့သောနိုင်ငံတစ်နိုင်ငံမှရောက်ရှိလာသူဖြစ်သည်မစ်ချယ်ဆိုင်ထဲသို့ဝင်သွားချိန်တွင် gift house သည်ရှေ့သို့ငိမ်းမောကြည့်ရှုနေသည်မစ်ချယ်တကားဖွင့်လိုက်တန်ကိုသူမကြားပါတကားရွက်ပေါ်မှာခေါင်းလောင်းငယ်၏မိတန်ကြောင့်သူကလှည့်ကြည့်ပြီးမစ်ချယ်ကိုနှုတ်ဆက်လိုက်သည်မစ်ချယ်ကမေးလိုက်လုပ်ငန်းချိန်တွေဘလို့လဲဒီလိုပါပဲတိတ်တော့မကောင်းလာပါဘူးဒါနဲ့ခမဒီနေ့ဘာသုံးဆောင်မလဲမစ္စတာမစ်ချယ်ထုံးစံအတိုင်းပေါ့ဗျာဘတ်ဦးချောင်းအသားညက်ပေါင်းမုံကော်ပီနဲ့ဆက်လက်ရွက်တုပ်တပွဲပြီးတော့ဘီယာတပလင်း gift house ကအမစာအတိုင်းခက်ပြေးပြေးစတင်ဆောင်ရွက်သည်အသားညက်ပေါင်းမုံပေါ်၌အသားများကိုပို့ပို့သားသားထည့်ပေးသည်ကော်ပီနဲ့ဆက်လက်ရွက်တုပ်ကိုလည်းထို့အတိုင်းပင်ခက်များများထည့်ပေးသည်မစ်ချယ်ကသူ့လောက်ကင်နေပုံကိုအတန်ငယ်ကြောင်ငေးကြည့်နေပြီးမှမေးလိုက်တခုလောက်ကျုပ်ကိုပြောပြစမ်းပါမစ္စတာ gift house ခမကဒီလုပ်ငန်းမှာဘလို့နည်းနဲ့ရက်တည်နေနိုင်တာလဲခမလုပ်ငန်းမှာရက်တည်နေနိုင်တာကိုမေးတာပါခမစီမှာလာစားတဲ့ဖောက်တယ်တဲ့တိတ်မများဘူးပြီးတော့ဈေးနှုန်းကလည်းအရန်သက်သာလုံးနဲ့ဒီမှာ gift house ခမဒီနည်းလမ်းနဲ့ငွေရအောင်ရှာနိုင်မှာမဟုတ်ဘူးဟုတ်ပါတယ်ငွေရှာရတာကတော့အခက်အခဲရှိပါတယ်ဒီတော့ခမကငွေတောင်းခံလာတွေကိုဘလို့ပေးချေတယ်လဲခမမှာဘေးပန်းအလုတ်ကလေးပါလေးရှိသလားမရှိပါဘူးမဟုတ်သေးပါဘူးဗျာလူတိုင်းတနည်းနည်းနဲ့ရိုက်စားလုပ်နေကြတာဗျခုခေတ်ကစက်တူသားချင်းစားတဲ့ခေတ်လူတိုင်းကသမုတ်တရားဝမ်းတထွာအတွက်အပြင်းထန်ရှာဖွေနေကြရတာဗျ gift house ကပြန်ဖြေလိုက်ခမပြောတာလဲမှန်ပါတယ်ဗျာဒါပေမဲ့ကျုပ်မှာရိုက်စားလုပ်ငန်းမရှိပါဘူးရိုက်စားဆိုတဲ့ဝေါ်ဟာရရဲ့အတိတ်ပဲကိုတော့မသိပါဘူးဗျာမစ်ချယ်ကဦးကောင်းကိုခါရမ်းလိုက်အပြိုင်ဆိုင်များလာသောအချိန်၌ gift house သည်ရက်တည်နေနိုင်စေပင်ဖြစ်သည်မိကဲ့သို့ရက်တည်နေနိုင်သည်ကိုသူနားမလည်နိုင်ပါချေ gift house သည်အသားညံပေါင်မုတ်ကိုပြုတ်လုပြီးစီးသွားပါပြီသူကစက်ကူပကံများပေါ်တွင်တင်လိုက်ကော်ပီနှင့်ဆက်လက်ရွက်တုပ်ကိုလည်းပကံတစ်လုံးတွင်ထည့်လိုက်သည်ထို့နောက်ရေခဲတက်တာထဲမှဘီယာတပလင်းကိုဖောက်လိုက်ပြီးထိုပစ္စည်းအလုံးကိုကောင်တာပေါ်တင်လိုက်$2ပဲကျပါတယ်မစ္စတာမစ်ချယ်$2တဲ့လားဒီလိုအစားအစာမျိုးကိုမြို့ပေါ်ရှိစားတောက်ဆိုင်များတွင်$4မှ$5ထိပေးရလိမ့်ရှိသည်မစ်ချယ်ကဦးကောင်းကိုခါရမ်းလိုက်ပြန်ထို့နောက်ပတ်စံအိတ်ကိုဖွင့်လိုက်သည်မစ်ချယ်ကထူထဲလာသောငွေဆက်ကူအထက်ကြီးကိုလက်နှင့်ဆန်းလိုက်ရာ gift house ၏မျက်လုံးများပြူးကျဲသွားကြသည်ငွေခက်များကိုမမြင်ဘူး၍ပဲဖြစ်ရမည်သူစိတ်လှုပ်ရှားပါစေလေမစ်ချယ်ကပတ်စံအိတ်ကိုခက်ကြဲကြဲကလေးဖွင့်၍ gift house ကိုပြလိုက်ဒါကမှတကယ်ပတ်စံပြဟော်ဒီမှာ100တန်5ရွယ်အဲ့ဒီလိုငွေဆက်ကူတွေအများကြီးရှိနေသေးတယ်ခမကအဲ့ဒီလောက်ငွေတွေအများကြီးကိုဘယ်လိုရတာတလဲမစ္စတာမစ်ချယ်ကရဲလိုက်သည်ကျုပ်မှာအဆက်အသွယ်နည်းနည်းပါးပါးရှိတယ်ကျုပ်ကလူတွေအတွက်လုပ်ငန်းလေးတွေကိုဆောင်ရွက်ပေးတယ်အဲ့ဒီလိုဆောင်ရွက်ပေးတဲ့အတွက်ကျုပ်ကိုငွေတွေအများကြီးပေးကြတယ်အော်ဒါကြောင့်ကိုမစ်ချယ်သည်$5တန်ငွေဆက်ကူတစ်ရက်ကိုထုတ်ယူပြီးကောင်နာပေါ်၌တင်လိုက်ပိုတဲ့ငွေကိုယူတာထားလိုက်တော့ဒီကနေ့ကျုပ်စိတ်ထဲမှာပေးခြင်းကမ်းခြင်းစိတ်ဖြစ်ပေါ်နေတယ်မစ်ချယ်ကရဲလိုက်ပြီးအသားညက်ပေါင်မုတ်ကိုတကိုက်လိုက်တဲ့အရသာရှိပါကလား
Gift Horse သည်ဒီမြို့၌အသားညက်ပါမှုပြုလုပ်ရာတွင်သူမတူအောင်တော်သူဖြစ်သည်မီချယ်စားတောက်နေစဉ်ဆိုင်ထဲသို့မိသူမြထက်မှန်၍ဝင်ရောက်မလာချေသူကဘီယာကိုကုံအောင်တောက်ပြီးတော့အခါကျေနပ်စွာဖြင့်လေကျင်တစ်ချက်တက်လိုက်သည် Gift Horse ကစက်ကူပကံများကိုလာသိမ်းသွားသည်ထို့နောက်ကောင်တာအောက်ကိုလက်နှိုက်၍ပတ်ပါမင်းတကြားလုံးများနှင့်တွားကြထိုးတံများထည့်ထားသောပကံလေးတစ်ချက်တို့ကိုလာချပေးသည်သုံးဆောင်မှာခမညာဒါတွေကိုအလကားကျွေးတာလားခမညာကဖောက်သေးကောင်တစ်ယောက်ဖြစ်နေလို့ပါကျုပ်ကခမညာကိုအပိုကျေးဖြင့်$3ပေးလိုက်လို့ပါဗျာဟုမစ်ချယ်ကတွေးလိုက်ထို့နောက် Gift Horse ကိုပြုံးပြရင်းတကြားလုံးလက်တက်ဆုပ်ကိုကုတ်ရင်းကြီးအိတ်ထဲသို့ထည့်လိုက်သည်ထို့နောက်တွားကြထိုးတံတစ်ချောင်းကိုယူ၍တွားကြထဲ၌ညှက်နေသောအသားဘက်ကလေးကိုကလော်၍ထုတ်လိုက်သည် Gift Horse ကပြောလိုက်ကျုပ်ကိုနည်းနည်းလောက်ကူညီပါလားဗျာဘာကိစ္စပါလဲကျုပ်နဲ့အတူမိဖို့ကြောင့်လည်းကိုခဏလိုက်ခဲ့ပါဗျာပြစရာရှိလို့ပါမစ်ချယ်သည်တွားကြထဲမှအသားဘက်ကလေးကိုကလော်ထုတ်ပြီးပြီဖြစ်ရာတွားကြထိုးတံကလေးကိုနှကန်းတောက်၌တွဲလောင်းခွေ၍ရှိနေစေလိုက်၏ကောင်းပြီလေတခါတရံအဖိုးကြီးစိတ်ချမ်းသာအောင်လှုပ်ပေးသင့်ပါသည်သူ့အတွက်အချိန်ပိုတွေရှိနေပါသည်ညမရောက်ခင်အထိအမျိုးသမီးများနှင့်တွဲရန်သို့မဟုတ်လောင်းကစားရန်မလိုအပ်သေးပါကောင်းပြီလေလိုက်ခဲ့ပါမယ်မစ်ချယ်သည်ကောင်တာနောက်ဘက်သို့ဝင်လိုက်ပြီးတကားရွက်တစ်ချက်ကိုဖွင့်၍ဝင်သွားသော Gift Horse ၏နောက်သို့လိုက်ခဲ့၏မိဖို့ကြောင့်ထဲ၌စိတ်ဝင်စားစရာပစ္စည်းများရှိမနေပါအသားများကိုခုတ်ပြက်ရ၌သုံးသောစပွဲတစ်လုံးဘီယာပလင်များထည့်ထားသည့်တစ်သားအိမ်များနှင့်အခန်းတောင်၌ဆန်းဆန်းပြပြတီထွင်ထားသောစက်ကြီးတစ်လုံးတို့ရှိနေကြသည်မစ်ချယ်ကမေးလိုက်၏ခမည်းကကျုပ်ကိုဘာပြမှာလဲပြဖို့တော့မရှိပါဘူးမေးစရာရှိနေလို့ပါဘာမေးမှာလဲခမည်းကဂျာမန်ဘာသာစကားကိုပြောတတ်ပါသလားဂျာမန်ဘာသာဟုတ်လားခမည်းကကျုပ်ကိုနောက်နေတာလားခမည်းကိုနောက်နေတာမဟုတ်ပါဘူးဘာကြောင့်မှမသိပဲမစ်ချယ်သည်အသက်ရှူ၍မဝတလို့ဖြစ်လာသည်မစ်ချယ်ကပြောလိုက်ပြန်၏အဲ့ဒီလိုကိစ္စမျိုးကိုခမည်းကဘာဖြစ်လို့သိချင်ရတာလဲဘာဖြစ်လို့လဲဆိုတော့ကျုပ်နာမည်ကြောင့်ပဲပေါ့ဗျာတကယ်လို့ခမည်းကဂျာမန်လိုနားလေတယ်ဆိုရင်ကျုပ်နာမည်ရဲ့အင်္ဂလိပ်လိုအဓိပ္ပာယ်ကိုခမည်းသိမှာပဲအသက်ရှူ၍မဝတလို့ဖြစ်လာသည့်အပြင်အနှဲငယ်မူတူတူရီဝေဝေဖြစ်လာသည်သူကမျက်စိကို3-4ချိန်ပုတ်ခတ်ပြုတ်လွတ်လိုက်တယ်လို့မျက်နာကိုလည်းလက်ဖွားနဲ့အုပ်လိုက်၏ခမည်းနာမည်ရဲ့အဓိပ္ပာယ်ကိုကျုပ်ကဘာဖြစ်လို့ဂရုစိုက်ရမှာလဲခမည်းကတိတ်ကိုဂရုစိုက်တင်တာပေါ့မစ္စတာမစ်ချယ်ရဲ့အဲ့ဒီအဓိပ္ပာယ်ကအစိတ်ပါတဲ့တစ်သားတဲ့အစိမ်းဟုတ်လားမစ်ချယ်၏ပါးစပ်ပွင့်ဟသွားသလိုနှကန်းတောင်မှတွားကြထိုးတံကလေးသည်ကျမ်းပေါ်သို့ပြုတ်ကျသွားလေ၏သူကဦးကြောင်ကြောင်နှင့်တွားကြထိုးတံကလေးကိုစိုက်ကြည့်နေမိသည်အစိတ်ပါတဲ့တစ်သားထို့နောက်သူ့ခေါင်းထဲ၌မူတူတူရီဝေဝေဖြစ်နေမှုနှင့်အသက်ရှူမဝဖြစ်နေမှုတို့ပျောက်ကွယ်သွားကြသည်သူဘာကိုမှမခံစားရတော့ပါသူကကျမ်းမြင်ပေါ်သို့မျက်နှာနှင့်မှောက်ရက်လဲကျသွားသည်ကိုပင်မခံစားရတော့ပါ Gift Horse ကအလောင်းကြီးကိုငုံကြည့်နေသည်တော်တော်စိတ်မကောင်းစရာပဲတို့ရတွင်မစ္စတာမစ်ချယ်သည်လူဆိုးဂိုင်းဝင်တစ်ယောက်ဖြစ်သည်သူ့လိုလူမျိုးတည်သွားသည့်အတွက်ဝမ်းနဲ့ပူဆွေးစရာမလိုထို့နောက်သူကယနေ့ခေတ်ကာလတွင်ဇက်တူသားချင်းစားနေကြသည်ဆိုသောစကားရက်ကလေးကိုသူ့နှုတ်ဖျားမှရိပ်ရွတ်လိုက်သည်ယခုခေတ်တွင်မိသူမဆိုဝမ်းတထွာအတွက်မိသည့်နည်းနှင့်မဆိုရုန်းကန်လှုပ်ရှားကြပေလိမ့်မည်သူကရှေ့သို့ငုံ၍သွေးကုန်နေခြင်းရှိမရှိသွေးတိုးခြင်းရှိမရှိစမ်းကြည့်လိုက်သည်သွေးလုံးဝမတိုးတော့ပါထိုအစိတ်ကနှလုံးကြွက်သားများကိုမလုံနိုင်မရှားနိုင်အောင်ဖြစ်သွားစေခဲ့ပြီးမိနစ်ပိုင်းတွင်အေကံမုတ်ချတိတ်ဆုံးသွားစေမိဖြစ်သည်ထိုအပြင်ထိုအစိတ်သည်အချိန်အနည်းငယ်တွင်ခန္ဓာကိုယ်ထဲ၌ပြည့်ပြည့်သွားမည်ဖြစ်သောကြောင့်အစိတ်၏အရေးလက္ခဏာများကိုရှာဖွေတွေ့ရှိကြရမည်မဟုတ်ပါချေ Gift Horse သည်အထူးဆက်ရှယ်တွားကြထိုးတံကလေးကိုကျမ်းပေါ်မှကောက်ယူပြီးအမိုက်ပုံးထဲသို့ထည့်လိုက်သည်ထို့နောက်မစ္စတာမစ်ချယ်၏ပတ်စံအိတ်ကိုနှိုက်ယူပြီး၎င်း၏ရှေ့ဖုံးခါစီမှအိတ်ထဲသို့ထည့်လိုက်၏မိသူမဆိုဝမ်းတထွာအတွက်ဖြစ်သည့်နည်းနှင့်ကြိုးပမ်းကြရပေလိမ့်မည်ထို့နောက် Gift Horse သည်ထိုအလောင်းကြီးကိုအလွန်ကြီးမားပြီးပြောင်ပြောင်လက်လက်ရှိလာသည့်ဝက်ဦးချောင်းကျိတ်သောစက်ကြီးထဲသို့ဆွဲယူသွားလေတော့သည်